ညီကလေအရာရှိဖြစ်လာပြီးတဲ့နောက်ပိုင်းမှာအဝတ်စားဆိုလဲခန့်ခန့်ညာညာဝတ်ချင်ရတာနဲ့ညီလေအချောက်တိုက်ကိုဘဝင်မြင့်နေအမေ သူရတယ်နဲ့ဒါကမင်းကိုအကုန်အပ်ထားတာကွာမင်းမအဖို့ချမ်းမရှိဘူးဆိုတော့လုံးမနေဘူးလား မလွန်ဘူးအကိုကြီးမလွန်ဘူးပတ်စံကင်တုံးပြီးစီမံနေရတယ်ကွာဘလောက်တောင်ခေါင်းချောက်တယ်လေ ။ဘာလဲနင်းရဲ့မကြေကျွေးဆိုတာ အတိုးကြည့်တယ်ကွာနေ့တိုင်းအတိုးပေးနေရတာအရင်ကတော့ရော့မသွားဘူးအတိုးမပေးနိုင်တဲ့နေ့ဆိုလို့ရှိရင်အရင်ထဲပါထည့်ပေါင်းတော့တာလေ ငါပိုက်ဆံဖြုံးတယ်ဆိုပြီးတော့တလားစာတိုင်းထွာပေးတယ်ပေါ့လေခုချိန်မှာပတ်စံညှရှာနေရတာဟို သတိဘာမှမပြောတာပါအမေစိတ်ချမ်းသာလို့သာအမေနေပါတော့ အမေ ကြားကြည့်လို့ကြားမှန်တတ်တယ်လို့မျိုးဒီဟာရှေ့မှန်တတ်မှန်ဆိုလို့မင်းတားခဲ့ရတာပါကို အရွယ်ရောက်လာကျောင်းအခါပညာပေးပေတို့မေမေကျမဘွေးတင်ရကျွေးလေးစားအပေတို့မေမေဝတ်စားစရင်ညနို့ချင်းချစ်ခင်အပေတို့မေမေ